ငါချိုးယူရင်နေဘဝအတွက်အားကိုးရပါမလားငါချိုးကပေးတယ်တည်တယ်ဟာမရရဲ့ဟုတ်လားဒီလိုဟုတ်လားပြောတော့နောက်တော့နားမလို့ပြောတော့စနက်တာငါပြောလိုက်ပြီဘာပါဘူးမားနေရတယ်ကွာတော့စိတ်မပြောပါဘူးတော့စိတ်တော်စိတ်ချတယ်ခင်ဗျားနဲ့မဆိုင်တဲ့ကိစ္စခင်ဗျားဝင်မပါနဲ့ခင်ဗျားကိုကြုတ်တစ်ခါလေးပြောတာရှင်းပြောရတယ်ရှိသေးတယ်ငါဆိုင်ရင်လာပြီးတော့စောစောစီစီစောစောကားကဟဲ့နော်အရက်တော့မှဖတ်ဖို့ဝမြန်ပြောရတယ်ရှိသေးတယ်ဟိုင်ပြောမယ်ဟာပြောခင်ဗျားကိုမော့ပြီးအောက်စီပြောတယ်ရောင်းကျုပ်ခွက်ပေါင်းတော့တာခင်ဗျားနဲ့မဆိုင်ဘူးကျုပ်ကခွက်ပေါင်းမတော့တဲ့ပတ်စံပေးတော့ရှင်းအေးငါချိုးလာပြီးရေးတယ်လို့ဖိတယ်လို့နေကြတယ်လို့တော့လာမလုပ်တယ်ခင်ဗျားလည်းမဟုတ်ဟောဒီတရက်ကွက်လုံးကငါချိုးဘာကောင်လဲဆိုတာခင်ဗျားသိတယ်မှာပြီးတော့ကျုပ်တခုပြောခင်ဗျားကဟောဒီမွေးငါးဆိုင်ကိုဗန်းပြပြီးတော့အိမ်တော်ဖေးမှာအရက်ပုံးဆိုင်တင်တာကျုပ်မသိရမှာသုံးလုံးလိုက်ပါခင်ဗျာနားတော့မယ်ငါရှုံးလို့ပါကျုံးနဲ့ဒီနဲ့နားချင်းနေပြီလေသူရမောင်ငါသူ့ကငါပြေးတာငါကစိတ်ကြီးတယ်နော်ပြန်လိုက်တော့ပြန်လိုက်တော့မင်းတို့လုံးနေမယ်နော်ခင်ဗျာစိတ်ပေါ်မှာကျွန်တော်ဓာရဲတာပါခင်ဗျာပြောရလားဟမ်ဘောလုံးကန်ခိုင်းအေးမင်းပြေးငါထိုးရလား